လေးလာမှုအားနည်းလိုက်တာကွာမင်းကလေလူရဝင်တာနဲ့လူအများသိတာကွဲကွဲပြားပြားမင်းမသိဘူးလူအများနဲ့သိတာကလေလူရဝင်တာမဟုတ်ဘူးလူရဝင်နေဆိုတာမျိုးကလေတစ်ဖက်လူကကိုလေးလေးစားစားဆက်ဆံခံရတာမျိုးကိုဘက်ကလိုက်ကြရလိုက်ဖားရလိုက်ပေါင်းနေရတာမျိုးကိုပြောတာမဟုတ်ဘူးကွာမရလူရဝင်ခြင်းနေလူပေါင်းဝါတတ်တဲ့အကျင့်ကိုရှောင်လူပေါင်းဝါတယ်ဆိုတာပြီးမင်းကိုပေါင်းတင်ဆက်တယ်ခဏရဘယ်ဆက်ဆိုင်ကြီးပါဒီနေ့လို့